လာတိုင်းလုပ်ပေးပါပို့ဆောင်ပေးပါသူတွေဒီဝိုင်းတပိတ်တို့တယ်လို့ခေါ်တယ်တက်ပြောက်ဆုံးနော်ရဲလေဆုံးအဲ့လိုကုသိုလ်တွေသူ့ကိုလုပ်ပေးခဲ့တယ်မိသားစုတွေကဒါပေမဲ့သူအဲ့ဒါတွေမရသေးဘူးမသိသေးဘူးဒါတို့မပေါ်နိုင်သေးဘူးနော်အဲကြောင့်ဘုရားလောကသားမှာရှိသေးတယ်သူဆုံးကနေပုံစံပိုက်တွေရှိတာနှာခေါင်းပိုက်တွေရှိတယ်နော်အေးအဲ့ဒါနှာခေါင်းမတီတီတီချာသူအဲ့ပိုက်လက္ခဏာကိုပြတာနော်အဲပိုက်တွေရှိသေးတယ်လက်ရှိတယ်သူကပိုက်တန်းလန်းနဲ့သူကနေနေရတာကိုကတော့သူ့ကိုသေးပြီးလို့သိတာအမှန်တကယ်သူကဆေးုံတက်နေတာပိုက်တန်းလိုင်းနဲ့လက်ကွက်လို့ဆံပြင်လိုက်တာအဲ့ဒါပိုက်ကိုနှံ့ကိုင်းတာနော်ဆရာလေးရတယ်ဒီကမူနာပြန်တော့ရှိတန်တာအမေရှိတယ်နေရောဆောင်းကနေတန်တာမူနာပြန်တာအဲဆုံးပါဟုတ်ပါဟုတ်လားဒီဆုံးနေဘောင်းလေးကြောက်ဆုံးပြီးဘုရားဘာသာထုံးတာဒီလိုဆုံးရင်ခြေကျုပ်လက်မထုတ်တယ်နော်ဘာယောဂလို့ပြောတယ်ကျောင်းအဲ့ဒါမှကျောင်းဝဲဘာယောဂဆိုကျောင်းဝဲဘာယောဂလို့ဟိုဟာဗာလဲပြုတ်ကြတာပေါ့ဒီကပြုတ်ကြတယ်ကောင်းထိပ်ကောင်းတော့ပြုတ်ပြတာနော်သူကကြတယ်အချုံတော်ပြီးပေးပါခြေကျုပ်လက်မချုပ်ပြီးပေးပါပြုတ်ကြတယ်လို့ပဲထိုင်တာပဲလုပ်နိုင်တော့မလုံးနိုင်ဘူးကောင်းထီတယ်အောင်ပြတယ်ဒီနေရာထီတယ်ဒါထီရနေတယ်တရားရတယ်အေးဒီတရားရတယ်ဒါပေမဲ့ဝင်နော်ခဏလေးအခါဦးကောဖိုင်ဝိုင်းဒီဝင်ကိုဆိုင်ရာကအပြည့်အဝဝင်ပြပါဟုတ်ကဲ့နာမည်လေးပြောပါဦးနာမည်လေးပြောပါဦးနာမည်လေးပြောပါဦးအေးညီလေးနာမည်မေးတာအေးဟုတ်တယ်အေးဟုတ်ဖះဥဒ္ဒလာအောင်ဗုဒ္ဓဖះဥဒ္ဒလာအောင်နော်မေတို့တွေ့ရမယ်နော်နော်ဟုတ်你们这刚刚片的，什么饼干的有，这个表，谁给推呢？咱们别的洗都，你们洗都，那那个没路样嘛，我谁给推？来给我收着，收着。毛嘞？咱们别，没，妈妈的出来，好的，妈的。မတွေ့လို့မေးတာမပြန်လို့ခဏပြန်လာခဏပြန်လာလေခဏမှလောက်ကြကြည့်လို့ခဏပြန်လာလာခေါ်တယ်လေရှိတယ်ဆုတ်တယ်ဘာမနဲ့တွေ့ရတယ်ဒီမှာလာပြီဘေးမှာရှိတယ်အေးသားလေးလာခဲ့တာလို့သားလာခဲ့တာလာခဲ့တာလေမေသားလာခဲ့တာလေသားလေးကိုအမေချစ်တာသားလေးသိတယ်နော်လာခဲ့တာလို့သားလာခဲ့တာနော်အမေသားလာခဲ့တာလေမမဟဲ့အခုလာခဲ့တာလေသားလေးပြုတ်ပေးတာအေးပြုတ်ပေးပါခေတ္တကနပြန်ပြုတ်ပေးလိုက်တာသားရဲ့အမေရဲ့အမေရဲ့အမေသားလေးကိုအမေချစ်တာအမေသိရပါဘူးမောလေခဏပြန်လာလို့ခဏပြန်လာဝေစားသွားယူလာလို့အေးပါဟဲ့ဟုတ်ထားခဲ့ပါဦးပါဦးမထားခဲ့ပါဘူးလို့မထားခဲ့ပါဘူးချစ်တာဘာလို့ထားခဲ့မှာငါမျိုးချက်ပေါင်းနေသိတယ်လေကောင်းပါဗောအခုလာခေါ်လာမေးသားလေးမနေအောင်မင်းတို့နဲ့ပြန်လိုက်ခဲ့လို့ဘာလို့လိုက်ပြန်လိုက်ခဲ့မင်းတို့ပြန်လိုက်ခဲ့နော်ငါခေါ်တယ်လေငါမျိုးချက်တာပြရမှာငါကြီးတယ်လေသားဘာမှမလုပ်ဘူးလို့ဘာမှမလုပ်ဘူးဘာမှမလုပ်ဘူးဘာမှမလုပ်ပါဘူးလို့ဘာမှမလုပ်ပါဘူးတော့ဘူးလာခေါ်တာလို့သားလေးကိုမေးလာခေါ်တာလေနော်ဟုတ်ခေါ်လာတယ်လို့ဆရာကြီးခေါ်လာတယ်ကောင်းပါမှာဆရာကြီးခေါ်တာတယ်နော်ဟုတ်ကဲ့ဟုတ်မေခဲ့တာကဲတာဗောငါတရားလို့ရှိတယ်ငါကဲမှာဗောဟာ
ဟုတ်တယ်လားငါမျိုးချက်တာနေသိရမှာ မောင်လေးဘာဖြစ်လဲ ငါမောင်လေးနေပါဖြစ်လားငါ့ကိုပြောပြငါကောင်းလို့ပေးမယ် ဟာခေါင်းလေးများတော့ဘူး အေးဟုတ်တယ် ဒီတော့မမကူရင်းမယ်လို့ဆရာဝန်လည်း ကို ကူရ ပေး င်းမ မယ် ယ် ဆရာဝန်ကောပေးမယ်ငါဆရာဝန်နဲ့ခိတာနေသိရမှာငါကောပေးမယ်ငါကိုပေးမယ် မောင်လေးများလို့ တော့ငါလုပ်ပေးမယ်ငါလုပ်ပေးမယ် ဘာဖြစ်ချင်လဲ ငါလုပ်ပေးမယ်အခုပါလေအခုပါလေချင် အိမ်ပြန်မယ် အမေတို့လည်းပြန်လိုက်ခဲ့တို့လည်းပြန်လိုက်ခဲ့ လိုက်ခဲ့နော် အခုပါလေချင် တားလေးဘာလုပ်ပေးရ ငါမထိုင်နိုင်ဘူး မ က ထနိုင်သေးဘူး လေလေလေ ရတော့တော့ မပြောင်းမပြောင်းမပြောင်း ပြန်အောင်ပါလို့ပြန်မှာ မေတို့ကြည့်တယ်မပြောင်းကြည့်တယ်အမေ မျိုး တို့ မျိုးဒီလိုက်ချက်တာကတော့ဘယ်လိုထားခဲ့လဲ လက်သားလေးအမေချက်တာ ဘာလို့ပေးရ ဘာလို့အမေဘာလုပ်ပေးရ ဘာလို့ပေးရဟေးငါဘာလို့ပေးရ အေးလည်းပြန်ခေါ်မယ်ခေါ် ငါပြန်ခေါ်ပါမှာပေါ့ငါခေါ်ပါမယ်ငါခေါ်မှာပေါ့ငါမျိုးချက်တာသိရမှာငါခေါ်မှာပေါ့ လေးသားလေးအမေရှိတယ်လေးသား ကဲမယ်ကဲမယ်ကဲမယ်ခေါ်ထားတယ်ပြောင်းခေါ်ကဲမယ်ကဲမယ် အော်ဒါရောပါ မထားခဲ့မထားခဲ့မထားခဲ့ ဘူးဒါခဲ့ဘူးဒါခဲ့ဆရာပါကြောက်ချင်တာငါတို့ကချစ်ဆုံးနဲ့ခေါ်မှာပေါ့ငါတို့ကဘာလို့ထားမှာဟုတ်တယ်ငါမျိုးချစ်ဆုံးနေသိရတယ်ဟုတ်တယ်ငါမျိုးချစ်ဆုံးမဲ့ ပြန်လိုက်မယ် ငါတို့အိမ်နဲ့နေလိုက်ခဲ့ရမှာပေါ့နေလိုက်ခဲ့ တား မှာ လေးလည်းအိမ်နဲ့တားရင်လိုက်ရ ငါမအချိုက်နေလိုက်ခဲ့နော်ဘယ်ချက်ဒီတွေ့ခေါ်နေလိုက်ခဲ့ဘာလို့ပေးရမလဲဘာဖြစ်ချင် တားလေးဘာလုပ်လဲ ဟုတ်ပြီရပြီလိုက်ခဲ့ လိုက်ခဲ့နော်လိုက်ခဲ့ခေါ်တယ်ခေါ်တယ်